Hello ဒီနေ့introduction to proofs နဲ့ logic အတွက်ပထမဆုံးပြီးဆက်မှာပထမဆုံးလုပ်မယ့် exercise ကမှ negation လုပ်ကြမယ်နော်အဲ့တော့ statement တွေရှိတဲ့ထဲကနေမှာ statement တွေကို negate လုပ်မယ်အဲ့တော့ negation လုပ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မတို့လက်ရှိ video lecture 3ခုမှာတွေ့ထားပြီးပြီ right အဲ့တော့ဒီမှာဆိုရင်ဒီမှာက statement နှစ်ပိုင်းရှိရယ်ရှေ့တစ်ပိုင်းနောက်တစ်ပိုင်းပြီးတော့ဂျာထဲမှာ and နဲ့ဆက်ထားတယ် right ဟုတ်ပြီအဲ့တော့အရင်ဆုံးမှဘာလုပ်စီချင်တော့ဆိုတော့ statement တွေကိုခွဲစီချင်တယ်ဟုတ်ပြီလားအဲ့တော့မှပထမ statement ကို P က x is less than 5ဆိုတဲ့ statement ရှိမယ်နောက်ပြီးတော့ဒုတိယ statement Q က x is greater than 10ဆိုတဲ့ statement ရှိမယ်အဲ့တော့ပေးထားတာကသူပေးထားတာကမတို့ကို P and Q ပေးထားတာဟုတ်ပြီနော်အဲ့တော့မတို့ P and Q ကို negate လုပ်ကြမယ် negation of P and Q ဟုတ်ပြီလား negation of given အဲ့ဒါကဘာနဲ့ညီမှာလဲအဲ့ဒါကိုဖြေရမယ်နော် okay အဲ့တိုင်းပဲဆက်သွားလိုက်မယ်အဲ့ဆိုလို့ရှိရင်နံပါတ်2နံပါတ်3နံပါတ်4ကိုလည်းအဲ့လိုလုပ်ကြည့်ကြရအောင်မအချိန်နည်းနည်းလေးပေးမယ်ပြီးရင် call out လုပ်ပြီးတော့မှပြောကြမယ်နော်ဟုတ်ပြီလားalso အခုပြောနေတဲ့အချိန်မှာဒီ document ကိုသုံးချင်တဲ့လူရှိရင်လည်းသုံးလို့ရအောင်လို့မှဟို Google Classroom မှာတွားပြီးတော့တင်လိုက်မယ်နော်Yes, Chair. Okay document ကိုမှ Google Classroom မှာတင်လိုက်ပြီးအဲ့ဒါကို download လုပ်ပြီးမှအဲ့ထဲမှာရေးချင်လို့ရေးပေါ့ဟုတ်ပြီအဲ့တော့ number 1ကိုခုနဟာကိုဆက်ပြောကြရအောင်မတို့မှာရှိတာက P and Q ကို negate လုပ်မယ်ဆိုတော့ yes hand raise ရောက်လာပြီဒါကိုဘယ်လိုလုပ်ကြမလဲ For P, I wrote X is in the set of S and Q. okay for number 2 Yeah, 1.2, right? yes you can do 1.2 P equal to X is in the set of S. Hello? And 5 is divisible by X, so 5 line X. Right, x is divisible by 5 so 5 Also, divides X, yeah, 5 divides X. alright ဟုတ်ပြီအဲ့ဒါဆိုသူရဲ့ given statement ကပါလေ given က P နဲ့ Q နဲ့ပေါင်းပြီးမတို့ဘယ်လိုရေးကြမလဲ X in the set of S implies so arrow arrow 5 divides X. 5 divides x so မကဟိုအရှိန်မီတော့ P implies Q လို့ရေးလိုက်မယ်နော် okay အဲ့တော့ဒါကို negate လုပ်မယ်ဆိုရင် negation of P implies Q. okay အဲ့တော့ခဏလေးနော်နောက် number C ကိုမသွားခင်အရင်ဆုံး 1.1 ကိုပြန်ကြည့်အောင် 1.1 မှာမကဒီမှာ negation ကို not P and Q လို့ရေးထားတယ် right
အဲ့တော့ Yes. မှမကြည့်နဲ့သေးဘူးအဲ့ဒါကိုထပ်ပြီးတော့မှဖြန့်ပြီးရေးချင်တယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ Non few. โอเคခဏရင်အဲ့ဆိုမှနောက်တစ်ယောက် okay hand raise နှစ်ယောက်လိုက်တေစာမင်းဦး 哇，De Morgan rule ကိုသုံးမှာပဲခင်ဗျာ okay ဟုတ်ပြီ D Morgans ကိုသုံးမယ်တဲ့ ဆိုရင် not P or not Q D Morgans ကိုသုံးမယ်အဲ့ဒီတော့ပထမဆုံးက 哇 not P or not Q not P or not Q right မာရီ D Morgans ကဟိုတင်ချဖြန့်ဝေရလို့ပဲဟုတ်တယ်မလားသူကဒီ not လေးကတစ်ခုချင်းစီကိုတွားပြီးပေါင်းလိုက်တာနော် alright great ဟုတ်ပြီအဲ့တော့နံပါတ်2မှာကြတော့မတို့က P implies Q ကို negation လုပ်ကြမယ်အဲ့တော့အဲ့ဒါကိုမလုပ်ခင်မှာမကဘာလေးကို recall လုပ်ခိုင်းမလို့ဆိုတော့မ lecture ထဲမှာဒီ P implies Q ကတစ်ခုခုနဲ့ညီရယ်လို့မတို့ပြောခဲ့ကြတယ်မှတ်မိလားမဥပမာပေးခဲ့ရလေအင်္ဂါလောက်တာရေမုံကျွေးရရေမကျွေးရရေဥပမာလုပ်ခဲ့တော့မက P implies Q ကိုတခုခုနဲ့တူတယ်လို့ပြောခဲ့တယ် something or something နဲ့တူတယ်လို့ပြောခဲ့တယ်အဲ့ဒါလေးဘယ်သူမှတ်မိကြလဲ yes စံပြေနာမည်ကဟို yes not P or Q not P or Q ဟုတ်တယ်နော်အဲ့တော့သူက not P or Q နဲ့အတူတူပဲဟုတ်ပြီလားအဲ့တော့မတို့ကဒီဘက်ဘယ်ဘက်ချမ်းကိုအခု negate လုပ်ချင်တာကွယ်အဲ့တော့ညာဘက်ကိုလည်း negate လုပ်ကြမယ်နော်အဲ့တော့ဒီနေရာမှာခုနကလိုပဲDe Morgan's law ကို imply လုပ်De Morgan's law ကိုသုံးစေချင်တယ်အဲ့ဒါဆိုရင်အဖြေလေးကဘယ်လိုရမလဲအဲ့တော့အရင်ဆုံးဒီ not ကအထက်က not p နဲ့တော့ပေါင်းရမယ် not က on နဲ့ပေါင်းရမယ်ပြီးတော့သူက q နဲ့တော့ပေါင်းရမယ်ဟုတ်ပြီနော်အဲ့တော့ not p ဆိုတော့မတို့က p ပြန်ဖြစ်သွားတယ်ဟုတ်တယ်နော် double negation ကမတို့ nego statement ပြန်ရတယ်အဲ့ဒါပြီးတော့ not နဲ့ on နဲ့တွေ့တော့ n ဖြစ်သွားတယ် oops အဲ့ဒါပြီးတော့နောက်က not q ဆိုပြီးဖြစ်သွားတယ် okay အဲ့တော့ဒါမတို့ရဲ့အဖြေပေါ့နော်မဒီပုံမှာပြန်ကူးရေးလိုက်မယ် p and not q p ဖြစ်ပေမဲ့ q မဖြစ်ဘူးအဲ့တော့ဒီမှာဆိုရင်မတို့ဒါကိုဘယ်လိုဘာသာပြန်ကြမလဲမတို့ရဲ့ statement ကပြောတာက if x is in s then x is divisible by 5အဲ့တော့မတို့ရဲ့ပြောချင်တဲ့ negation ကအကုန်လုံးကို negate လုပ်ပြတာမဟုတ်ဘူး x ကမရှိ x က s ထဲမှာမပါဘူးပြီးတော့ x က9နဲ့စာလို့မပြတ်ဘူးအဲ့လိုပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့ negation ကဘယ်လိုဖြစ်မလဲ x ကဒီ set ထဲမှာပါပေမဲ့သူ့ကို9နဲ့မပြတ်ဘူးလို့ပြောကြမယ် okay အဲ့တော့ဒါif statement တစ်ခုကိုဘယ်လို negate လုပ်မလဲပေါ့နော်ဘာလို့ဆိုတော့အမတို့ကများတော့အဖြစ် proof ရင် if this then that ဆိုတော့ပြတာများတယ်လေအဲ့တော့ဒါကိုမဟုတ်ဘူးလို့ယူဆခြင်းဘယ်လိုယူဆမလဲနော်အဲ့တော့အမတို့က if part ကိုမပြောင်းဘူးနောက်ဒီ q အချမ်းကိုပြောင်းကြမယ် okay အဲ့ဆိုမှ1.3ကိုဆက်သွားမယ်နော်ရလားဟုတ်ပြီအဲ့တော့1.3မှာရော base statement က q လဲ base statement ကို p base statement ကို q လို့ထားမလဲမြင်ရလားမသိဘူးနော်မြင်ရမှာဆိုလို့ဟုတ်ပြီနားတော့မချက်ကိုလည်းတစ်ချက်ကြည့်လိုက်အောင်မယ် hand raise လုပ်တဲ့လူတွေလည်းလုံးဝ appreciate เนาะချက်မှာလည်းအဖြေလာပို့ထားရရှိရဆိုတော့ဒီတစ်ခေါက်ချက်ကိုယဉ်ကြည့်လိုက်မယ်ဟုတ်ပြီလားချက်မှာဗာပြောထားအောင်ဆိုတော့ဟိန်းဝနာတိန်တွေကဗာပြောထားလဲဆိုတော့p ကို equilateral လို့ထားကြမယ်အဲ့တော့မကရေးလိုက်မယ်เนาะ p ကဟိုဘက်မှာမရေးတော့ဒီဘက်မှာရေးမယ် p က triangle abcd equilateral ဖြစ်တယ်
နော်နောက်ပြီးတော့ Q ကကြတော့ triangle ABC က right angle ဖြစ်တယ်ဟုတ်ပြီအဲ့တော့မတို့ကိုပေးထားတဲ့ given ကသူက3နာညီဖြစ်ရင်ဖြစ် or တိုင်းမှာလည်းဒီမှာ or နဲ့မှရေးပေးထားပြီးသားဆိုတော့ P or Q ဆိုပြီးတော့မှရမယ်ဟုတ်ပြီနော်ဒါသူ့ရဲ့ given ဒါကို negate လုပ်မယ်ဆိုရင်မတို့က not P or Q ဆိုပြီးတော့မှသုံးမယ်ဆိုရင်ဒါဘာလို့လဲတရားရော all လိုက်ရတယ် De Morgan မှာ De Morgan နော်ဟုတ်ပြီ De Morgan ပဲအဲ့တော့ခဏခဏတွေ့ရလိမ့်မယ် De Morgan's ကပြီအဲ့တော့အဖြေက not P and not Q ဆိုပြီးတော့မှရမယ်ဒီ3ကန်က3နာညီလည်းမဟုတ်ဘူးတောင်းမှန်လည်းမဟုတ်ဘူး Okayနောက်ဆုံးတစ်ခုမှာ statement နှစ်ခုခွဲကြမယ်statement နှစ်ခုဘယ်လိုခွဲမလဲနောက်ဆုံးတစ်ခု Okay ခန့်ဟင်းချက်ထဲမှာမအောင်ဖြေပြောထားတာကဘာရုံဆိုတော့ P ကတဲ့ x is negative နောက်ပြီးတော့ Q ကကြတော့ x is greater than 200ဟုတ်ပြီနောက်ထပ်ဒီ statement ထဲမှာနောက်ထပ်လို့ clause တစ်ပိုင်းရှိသေးလားနောက်ထပ် statement တစ်ခုရှိသေးလားဒီထဲမှာ ရှိသေးပါတယ် ရှိသေးတယ်ဘယ်ဟာဖြစ်မလဲ x က s ထဲမှာ x က s ထဲမှာပါတယ်အဲ့တော့အဲ့ဒါကိုမှက r လို့ရေးလိုက်မယ်နော်ဟုတ်ပြီဒီမှာဆိုရင်မှ3ခုကိုမှနည်းနည်းလေးဖွက်ထားလိုက်လို့ဖြစ်သွားတယ်ဟုတ်လားသူကဒီမှာပထမ if and only if ကိုဂျားတွေကနေဖြတ်ကြည့်လိုက်ဟုတ်လားအဲ့ဒါဆိုရင် if and only if ရှေ့မှာတစ်ချမ်းနော် if and only if နောက်မှာတစ်ချမ်းလာတယ်ဟုတ်လားဒါပေမဲ့နောက်တစ်ချမ်းကဂျားထဲမှာ all ခံထားသေးတယ်နော်အဲ့ဒါကြောင့်မလို့မတို့က3ခုဖြစ်သွားတယ်နော်ဒါပေမဲ့ရေးကြရအောင်အဲ့တော့ရှေ့က r ဒါက p ဒါက q ဆိုတော့မဒီပေးထားတဲ့စာကြောင်းကိုပဲဒါလည်းရေးလိုက်တော့မယ်နော် given က r if and only if ဆိုတော့မြားနှစ်ဖက်ရေးရမယ် okay ပြီးတော့နောက်ဘက်ကကြတော့ p or q ခုနကမတို့စာကြောင်းတိုင်ရေးထားတယ်လို့ပဲ okay ဟုတ်ပြီအဲ့တော့အခုဒါကို negate လုပ်ကြမယ်နေရာတော့မရှိတော့let's see ဒီဘက်ဘေးမှာလုံးဝမဆန်းလို့ရှင်နော်ဟုတ်ပြီမတို့ကဒါကို negate လုပ်ချင်တာ r if and only if p or q ဟုတ်ပြီအဲ့တော့ခုနကလိုပဲမဘာလို့ချင်တုံးဆိုတော့ဒီမှာနည်းနည်းအဆင့်လေးများလိုက်မယ်လုံးကြရအောင်စိတ်ရှိရှိနဲ့အဲ့တော့အရင်ဆုံးအတွင်းထဲကဒီကောင်ကို statement နှစ်ခုဖြစ်အောင်ပြန်ပြီးရေးကြမယ် okay သူကဘာနဲ့ညီအောင်ဆိုတော့ not ရှင်းဆုံးက not ကိုမတော်မဖြတ်ဘူးသူကလေတစ်ခုခုနဲ့တူတယ်ဂျားထဲမှာ and ခံထားတဲ့ statement တစ်ခုခုနဲ့တူတယ်အဲ့ဒါလေးမှတ်မိကြလားသူနှစ်ပိုင်းခွဲပြီးပြောချင်နေဆိုရင်လေ if and only if ကမြားနှစ်ဖက်သွားတာဟုတ်တယ်မလားမြားနှစ်ဖက်သွားတာကိုနှစ်ပိုင်းခွဲရင်မတော်ဘယ်လိုလေးရမလဲlet's see မကမြားနှစ်ဖက်ကိုတစ်ဖက်ချင်းစီခွဲခြင်းနဲ့ကွာအဲ့လိုဆိုရင်ရောပထမ statement ကလည်းမြားတစ်ဖက်နဲ့ပဲရေးမယ်နောက်ထပ် statement ကိုလည်းမြားတစ်ဖက်နဲ့ပဲရေးမယ်ပြီးတော့ဂျားထဲမှာ and ခံပေးခြင်းနဲ့အဲ့ဒါဆိုဘယ်လိုဖြစ်မလဲ
와 R then P or Q네 와 P or Q then Rကိုပြောတာလားခင်ဗျ yes ဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ R တစ်ဖက်ရေးလိုက်မယ် P or Q ကတစ်ဖက်သွားမယ်ပြီးတော့ P or Q ဖြစ်ရင်လည်း R ဖြစ်တယ်ဆိုပြီးတော့မှရှိမယ် okay အဲ့တော့စိတ်ရှိတီးခံပြီးတော့ဖြည်းဖြည်းချင်းသွားကြမယ်နော်အစင်မကြော်ပဲနဲ့ဟုတ်ပြီလားဟုတ်ပြီအဲ့တော့မတို့ကဂျားထဲမှာ statement အန်ခံထားတဲ့ statement တစ်ခုရှိတယ်အဲ့ဒါပြီးတော့ရှေ့က negate လုပ်ထားတာရှိတယ်အဲ့တော့ De Morgan's law ကိုသုံးကြရအောင်အဲ့ဒါဆိုရင်ရှေ့ statement ကိုမှ negate လုပ်မယ် R implies P or Q နောက်ပြီးတော့ or လုပ်လိုက်မယ်เนาะဒါက or ဖြစ်သွားပြီ and မဟုတ်တော့ဘူးねအဲ့ဒါပြီးတော့ now statement ကိုလည်း negate လုပ်မယ် okay မအစင်မကြော်ထားဘူးဒါဆိုနောက်အဆင့်နေမှာမတို့ကဒီရှေ့တစ်ချက်နောက်တစ်ချက် negate လုပ်တာကိုလုပ်လို့ရပြီဟုတ်တယ်နော်ရှေ့တစ်ချက်နောက်တစ်ချက် negate လုပ်တာမတို့က implies ကို negate လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာမတို့ implies ကို negate လုပ်ဖို့ပြီးတာဒီမှာဒီဘက်ချမ်းမှာ P implies Q ကို negate လုပ်ဖို့လေမတို့က then မတို့ရတာက sorry P and not Q ဟိုလေဒီ highlight ကြီးရတဲ့ကြောက်စီရတယ်မတို့ရတာက P and not Q ဆိုပြီးမှရခဲ့တာဟုတ်ပြီလားအဲ့တော့အဲ့ဒါကို apply လုပ်ကြရအောင်အပေါ်တစ်ချမ်းမှာလည်းခုနကဟာကို apply လုပ်မယ်ဒီကောင်ကို apply လုပ်မယ်ဟုတ်လား P implies Q ကို negate လုပ်ရင်ဒါရတယ်အဲ့တော့ R implies P or Q ကို negate လုပ်ရင်ဘာရမလဲ P or Q implies R ကို negate လုပ်ရင်ဘာရမလဲ okay အဲ့ဒါလေးကိုကိုယ့်ကိုရေးကြရအောင်မခဏဆောင်မယ်ခဏရေးကြည့်လိုက်နည်းနည်းလေးအလုပ်ပို့လို့ခံစားရလိမ့်မယ်ဒီ exercise တိုင်းပဲအလုံးရှုပ်စေခြင်းလို့ထည့်ထားတာအဲ့တော့ဂျားတွေက or ကတော့မပြောင်းဘူးနော်လို့စေနော်ဒါပေမဲ့အပေါ်ကတစ်ခုခုဖြစ်သွားမယ်အောက်ကလည်းတစ်ခုခုဖြစ်သွားမယ်အဲ့တော့သုံးရမယ့်ဟာကဒီဘက်ကဟာဟုတ်ပြီမခဏဆောင်မယ်နော်ဟုတ်ပြီပထမတစ်ပိုင်းအတွက် volunteer လုပ်ရှင်တဲ့လူဘယ်သူရှိလဲပထမဒီတစ်ပိုင်း okay ဆိုင်းဟန်မျိုးရှင်ပထမတစ်ပိုင်းကမဖြစ်သွားမလဲအဲ့ဒါဆိုတော့ reason လုပ်ပြီးပြောက်သွားပြီလားမသိ sorry mute ဖြစ်နေတာnot R or P or Q not R not bracket not R or P or Q okay အဲ့ဒါတစ်ချက်လေးပြင်ကြည့်အောင်မာကထိမယ်နော် not R or P bracket P or Q or Q ဟုတ်ပြီသူကဘာနဲ့တူရလဲ
ဘာနဲ့တူပါ ဘာနဲ့တူတာလဲ तू ကဘယ် statement နဲ့ equivalent ဖြစ်တာလဲဒီအခုပြောလိုက်တဲ့အဖြေကလေ อืม ဒီအပေါ်ကဟာနဲ့ရှင်းလို့ရှိရင်ဘယ်အပိုင်းနဲ့ equivalent ဖြစ်လဲ तू က oh bracket မှာရှိရဲ့ expression နဲ့ equivalent ဖြစ်တယ် right bracket ထဲမှာရှိရဲ့ expression နဲ့ equivalent ဖြစ်တယ်အဲ့ဒါဆိုမှတော့ရှိရဲ့ negation ဖြုတ်လို့မရသေးဘူးဟုတ်တယ်နော် ဟုတ် right okay ဟုတ်ပြီ negation လေးဖြုတ်လို့မရသေးဘူးဟုတ်ပြီကဲဒုတိယတစ်ပိုင်းရောဘယ်သူ volunteer လုပ်ချင်လဲနာမည်လိုက်ခေါ်ပါနော် okay hand raise တယောက် okay ခုနsign hand မျိုးရှိမယ် okay ဒုတိယတစ်ပိုင်းကိုဘယ်လိုရေးကြမလဲ အခုလို့ဒီခါအရှိမ negate ထားမယ် အရှိမ negate ထားမယ် ဟုတ် okay နေထားပြီးတော့ negate bracket p or q or negate bracket p or q or q q r sorry or r yes okay ဟုတ်ပြီ yeah ဒါမှမဟုတ်ဘာကိုသုံးလိုက်တာလဲဆိုတော့မပြင်ရေးမယ်နော်ဒါမှမဟုတ်ဒါကိုသုံးနေတာဒီမှာ star နဲ့ပြလိုက်မယ်နော်ဒါမှမဟုတ်က p implies q က not p or q နဲ့တူတယ်ဆိုတာကိုသုံးနေကြတာဟုတ်တယ်နော်အဲ့တော့မဟုတ်ကွာ implies ရဲ့မြားရှိတဲ့ချမ်းကို not ပြောင်းလိုက်တယ်အဲ့ပြီးတော့ or ခံနေနောက်ကမပြောင်းဘူးနော် okay အဲ့တော့နောက်တစ်ဆင့်ကျရင်တော့ဒီမှာဒီ not ကိုအထည့်ဝင်ပြီး negate လုပ်ပေးလိုက်တော့ဟုတ်ပြီလားနော်ခဏသုံးနေတဲ့ De Morgan's law ပဲဒါပေမဲ့ဂျားတွေက or ကပြောင်းမှလားမပြောင်းဘူးလား မပြောင်း မပြောင်းဘူးနော်ဂျားက or မပြောင်းဘူးဒီပုံမှာ De Morgan's သုံးဟုတ်ပြီလားအမအဖြေမရေးတော့ဘူးအဲ့ပြီးဂျားမှာ or အောက်ကလည်း De Morgan's သုံး okay ဟုတ်ပြီအဲ့ဒါဆိုရင်ဒါ warm up ပေါ့နော်ရိုက်မယ် negate လုပ်ကြတာဟုတ်ပြီလားနောက်တစ်ခုသွားမယ်နော်ဟုတ်ပြီဒီတစ်ခါကျတော့မတို့က quantifier ရင်းနဲ့ကစားကြမယ်အဲ့တော့ quantifier နှစ်မျိုးရှိရဲဆိုပြီးတော့မတို့တွေ့ခဲ့တယ်ပထမတစ်မျိုးကဒီ a ဇောက်ထိုးလေးထားတဲ့ for all သူ့ကို universal quantifier လို့လည်းခေါ်တယ်သူက universe တစ်ခုလုံးအတွက်မှန်တော့နောက်ပြီးတော့နောက်တစ်ခုက axis လို့ခေါ်တဲ့ဒီဘောင်းငယ်ထားတဲ့ e axis နဲ့ for all เนี่ยအဲ့ဒါဘယ်လိုလာလဲသိကြလားဘယ်လိုဖြစ်လာလဲဒီလားမဟုတ်ဘာလို့နိုင်မယ်ပြောင်းပြန်လို့ပဲကောက်မှတ်ထားဆိုတော့ axis ဒါမှမဟုတ်ရှင်သူ့ existential quantifier လို့ခေါ်မယ် existential quantifier okay အဲ့တော့ lecture video နည်းနည်းပြန်ပြီးတော့ recall လုပ်ရအောင် for all statement ကဘယ်အချိန်မှာမှန်မှာလဲ exist ကဘယ်အချိန်မှာမှန်မှာလဲဟုတ်ပြီအဲ့တော့ for all ကမတို့က domain ဒါမှမဟုတ် universe ထဲမှာရှိသမျှပစ္စည်းအကုန်မှန်မှရမယ်နောက်ပြီးတော့ exist ကကြတော့မတို့ domain ထဲမှာတစ်ခုရှင်မှန်မယ် okay အဲ့တော့ yes reason လာခဏလေးနော်အမကလေးပြလိုက်အောင်မယ်ပြီးအောင်ဆက်ပြောလိုက်မယ်အဲ့တော့ဒီမှာမတို့ domain က r အဲ့တော့နောက်ဒီမှာ 2.1 ကနေ 2.5 ဒီအကုန်လုံးမတို့ r ကိုစဉ်းစားမယ်ဟုတ်ပြီလား domain က r နော်မမေ့နဲ့အဲ့တော့မတို့က statement တစ်ခုကိုမှန်တယ်လို့ပြောချင်အဲ့ဒါ real number တိုင်းအတွက်မှန်မှရမယ် okay ပြီးတော့ဒီမှာဆိုရင်မကဟို variable တစ်ခုတော့မဟုတ်နှစ်ခုသုံးထားတာအဲ့တော့ x အတွက် y အတွက်အစသဖြင့်ပေါ့နော်နောက်ပြီးတော့ exist ဆိုရင်ကြတော့မတို့က real number တစ်ခုရှိရမယ်ဒီ property မှန်တဲ့ real number တစ်ခုရှိရမယ်ဆိုပြီးတော့ပြောတယ်နော်အဲ့တော့ example ကြည့်ရအောင် 2.3 ကြည့်မယ် 2.3 okay 2.3ကိုကြည့်နော် okay 2.3 ကဘာပြောနေလဲဆိုတော့ဒါကို example လို့လုပ်ကြည့်ရအောင်အဲ့တော့ axis x axis y အနည်းဆုံး x တစ်ခုအနည်းဆုံး y တစ်ခုရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ x plus y က y plus x နဲ့မတူတာအဲ့တော့ real number တွေထဲမှာ
x plus y နဲ့ y plus x မတူတဲ့အတွဲတစ်စုံရှိတယ်အဲ့ဒါမှန်လားမှားလား မှားပါတယ်ခင်ဗျ မှားတယ်နော်โอเคဘာလို့မှားတာလဲပြပြချင်လား ဟောအပေါင်းဖလှယ်ရကုန်တတိကြောင့် အပေါင်းဖလှယ်ရကုန်တဲ့ဒီကြောင်ဟုတ်တယ်နော်အဲ့တော့ x နဲ့ y နဲ့ y နဲ့ x နဲ့ပေါင်းတာ2ကို2မှရမယ်ဒါအပေါင်းဖလှယ်ရကုန်တဲ့ဒီ real number တွေမှာအဲ့တော့မတူတဲ့အတွဲဆိုတာရှိကိုမရှိဘူးဟုတ်ပြီနော် okay အဲ့တော့ကျန်တဲ့1 2 4 5ကိုမှ breakout room ခွဲပြီးတော့စဉ်းစားခိုင်းမယ်ကွာနေက breakout room ဘယ်လိုခွဲရလဲကြည့်လိုက်အောင် breakout room ခွဲရင် recording ကဘာဖြစ်သွားမှာလဲ recording ကအမကိုပဲ follow လုပ်မှာ ဟုတ်လားအော် okay ဟုတ်ပြီအဲ့ဆိုမဆိုးပါဘူး33ယောက်ရှိရယ်မနှစ်ကောင်ဖယ်လိုက်နှစ်ယောက်ထိုင်ကောင်းတယ်ဘယ်နှခုလောက်မှာလဲ3 4ခုလောက်လိုက်မယ် room 2ထောင် room 4လို့လိုက်မယ်နော်အဲ့တော့ကို room number အတိုင်းကြည့်ပြီးတော့အဲ့ number ကိုဘာလုပ်ခဲ့နော်ကျန်တဲ့ number တွေလုပ်လို့ရတယ်1ကနေ9အထိအကုန်လုပ်လို့ရတယ်ဟုတ်ပြီလားအဲ့လိုမှမဟုတ်လို့ရှိရင်ဒီ room number အတိုင်းပဲကိုကြားရဲ့ room number က number ကိုကြည့်ခဲ့နော်အဲ့အကြောင်းကိုတိုင်ပင်ခဲ့ကြဟုတ်ပြီလား okay ဟုတ်ပြီတွားလို့ရပြီ burger room နဲ့တယောက်နဲ့တယောက်လည်းခေါ်ကြအောင်နော်စကားတွေလည်းပြောကြအောင်နော်တူတူလေးနေကြတယ်လာကြည့်ပါနော်ဟိုကို host နှစ်ယောက်ကမလိုက်သွားခြင်းလည်းနေခဲ့လိုက်ပြီးတော့သူတို့ကိုလိုက်ပြီးတော့မှguided လုပ်ပေးခြင်းလဲလုပ်ပေးလိုက်ကွာဟုတ်ပြီလား volunteer လုပ်ခြင်းတဲ့ကို host ရှင်မဟုတ်လေဒီမှာနေခဲ့ အမ အော်ရေကို ကို host ဆရာ တယောက်ခွင့်ရှိရပါမရှိဘူးသဘောပြောတာအတူတူပဲ3ယောက်လုံးလိုက်သွားခြင်းလဲလိုက်သွားနေခြင်းလဲနေခဲ့ နားဆောက်ပေးလိုက်အောင်ပြော course မတော့တစ်ခုလည်းပဲ join လို့ရတယ် အော်အဲ့လိုကို host ပေးမယ်အဲ့ဆိုလို့ရှိရင်ကို host စွမ်းစမ်းနိုင်ရောကို host လုပ်မလားတွားမလားတွားကြည့်ချင်လားဟုတ်ပြီလေပြီ ဟုတ်ရရမလား okay အဲ့ဆိုလေသူတို့တွားချောင်းညလဲတွားချောင်း
co-host အဲ့ခိုင်းဖြစ်မယ်မသိအဲ့တော့လည်းဝင်ပြန် Hello ဟယ်လိုโอเคခင်ဗျာ မင်းမျိုးအတန်းမကြားတော့ခ ဟယ် ဏ လို လေးနော် ကြားတာမသိခင်ဗျာ Hello ဟယ်လို ဟုတ် Okay ကြားပြီကဲဘာတွေပြောနေကြလဲတော့ကြာအောင်ဆွမ်းတဲ့နိုင်ဘယ်တော့မှရောက်လာတော့အကောင့်ဟိုဘက် room မှာရှိရတယ်နော်မဒီဘက် room ကိုဝင်လာတာကဲဟုတ်ပြီအဲ့တော့ပြော number 4ကိုပြောနေကြတာဟုတ်တယ်မလား ဟုတ် ဟုတ် ပါ ကဲ့ခင်ဗျာ ဗျ ဟုတ်တယ် number 4ကိုဘာတွေပြောနေကြလဲပြောပြကြအောင် number 4မှာကသူကဟိုဟာ နောက်4 ဒါ x ကနန်0လို့ပေးထားတယ်ပေါ့နော်ဟုတ်ရပြော ဟုတ်ရပြောပါဗျာ x ကနန်0လို့နန်0 real number ဖြစ်မယ်ပေါ့နော်ဆိုတော့ x ကနန်0 real number ဖြစ်မယ်ဆိုတော့အဲ့လိုမျိုးလို့ပြောမလို့ for every non-zero real number x has a multiplicative inverse of multiplicative inverse y equal 1 by x ပေါ့ဆိုတော့ဒီ statement true ဖြစ်ပါတယ်ပေါ့ ဒီ statement အထူးဖြင့်ကျန်တဲ့လူတွေရောသဘောတူကြလားဒီမှာဘာလို့ room ထဲမှာညညခုန်ကြဖြစ်သေးလား မငြင်းဘူးပြပါဘူးဗျာ မဖြစ်လိုက်ဘူး okay ဟုတ်ပြီ မှန်တယ်เนาะအဖြေကမှန်တယ်ဟုတ်ပြီအဲ့တော့ဘာလို့ဆိုတော့ non zero real number တွေမှာသူရဲ့ multiplicative inverse ရှိရယ်ကိုကြောဟုတ်ပြီအဲ့တော့မပြန်မခေါ်မချင်းဒီထဲမှာနေပြီးမှကျန်တဲ့1 2 5ကိုလေကိုယ့်ကိုစဉ်းစားကြည့်နေလို့ရတယ်ဟုတ်ပြီလား okay အဲ့ဒါနောက်တစ် room သွားလိုက်အောင်မယ်နော်ပြီးမှပြန်ခေါ်လိုက်မယ်နော် hello ဒီ room ကကြာတိတ်ဆိတ်လာကြီးလား โอเค ကဲပြောကြပါအောင်ဘာတွေပြောနေကြလဲ ဖြေတော့ထပ်ပြီကျွန်တော်တို့ရတာမသိကြဘူး okay number 5ကိုပြောနေအောင်ဟုတ်တယ်နော် ဟုတ်2.5 2.5ဟုတ်ပြီအဖြေတော့ထွက်ပြီတဲ့ကျန်တဲ့လူတွေရောသဘောတူလားမတူလားကြည့်အောင်ကဲပြောပါအောင်ဘယ်လိုထင်လဲ ကျွန်တော်ကတော့ false ဖြစ်ရတယ် false ရတယ်ဘယ်လို false ရလဲပြောပြပါအောင် သူတို့အဲ့ထက်မှပြောထားတာကြတော့ all values of x and 1 value of y equal x plus y equals 2 and 2x negative y equals 1အဲ့တော့ညီကြည့်လိုက်တဲ့အချိန်ကျ x1 နဲ့ y1 ထွက်တာ y1 ကတစ်ခုပဲထွက်တာဆိုတော့မှန်ပေမဲ့ x က value 1တစ်ခုလည်းထွက်နေတာအဲ့တော့じゃ all value လို့ပြောထားကြတော့မှားတယ် overview ပြထားမှာရယ် okay ဟုတ်ပြီဟုတ်တယ်เนาะအဲ့တော့မတို့ကပေးထားတဲ့ system of equation တော့ n ခံထားတာဆိုတော့လေနှစ်ခုလုံးမှန်မှရမယ်ဟုတ်လားအဲ့ဒါကိုဖြေရှင်းလိုက်တဲ့အချိန်မှာမတို့က x1 y1 ဆိုပြီးတော့ရလိမ့်မယ်အဲ့တော့ y ကတော့အဖြေတစ်ခုလေးရှိရပြဿနာမရှိဘူးအောင်ကျော်ပြောသလိုပဲx ကကြတော့မတို့က for all x လို့ရှင်းတာ for all x အတွက်ဆိုမမှန်ဘူးเนาะအဲ့တော့သူက false ဖြစ်သွားတယ် okay ကဲကျန်တဲ့လူတွေသဘောတူကြလားမတူလို့ရှိရင်လည်းဒီမှာညင်းကြပါအောင်တူတယ်ဟုတ်ပြီ I agree, teacher. okay ဟုတ်ပြီကဲသဘောတူညီပြီးထွက်လာပြီအဲ့ဒါဆိုရင်မဟို main room နဲ့ကိုပြန်မခေါ်မချင်းကျန်တဲ့နံပါတ်တွေရောစဉ်းစားပြီးတူတူပြောထားကြရနော်ဟုတ်ပြီလားယောက်ျားစဉ်းစားပြီးတိတ်တိတ်လေးနေနေနေအောင်ဒီမှာအကုန်လုံးတူတူပြောကြဟုတ်ပြီလား room 5 room 4 WB hello Hello. room 2မှာမပြောနေကြလဲ စာရော စာရီဟုတ်တာပဲနော်ကဲ 2.2 ကိုပြောနေတာဟုတ်တယ်မလား 4 ဟဲ့4ရှင်းတော့ room 2မဟုတ်ဘူးလား အော် သူပြောလို့ပြီးသွားပြီခင်ဗျ အော်ပြောလို့ပြီးသွားလို့ဟုတ်ပြီ4ကိုပြောနေကဲဟုတ်ပြီအဲ့ဒါဆို2.2ခဏပြန်ပြောပါအောင်2.2က x is y for all x such that x squared is equal to y ကဲ ဟုတ်ကဲ့ ဘယ်လိုထင်ကြလဲ ဟွာကျွန်တော်တို့မှန်တယ်လို့ကျွန်တော်ထင်ပါတယ်သူက ယောက်က okay ဟုတ်ပြီအဲ့ဒါရင်တယောက်က unassigned participant နဲ့ရတယ်ဆိုတော့လည်းထားလိုက်တော့မယ် okay ကဲကျန်တဲ့လူတွေရောသဘောတူကြလား yeah တူတယ်ကဲ reasoning လေးပြောပါအောင်ဘာလို့လဲ ဟွာသူကဟွာကျွန်တော်ပြောလိုက်မယ်နော်အဆင်ပြေတော့မသိဘူး ကဲအဆင်ပြေလို့သဘောတူကြတယ်အေးတူတယ်တဲ့ပြော ဟွာဘယ်လိုလဲဆိုတော့သူက
there exists ဟိုကျွန်တော် for all x ကိုကျွန်တော်အရင်ပြောလိုက်မယ် for all x ဆိုတော့သူက x တွေအကုန်လုံးဖြစ်လို့ရတယ်သူကအရှိမကြာမှာသူက there exists y ဆိုတော့ဥပမာဟို for all x ဆိုတော့ကျွန်တော်ဥပမာ1တို့တော့ဟို1တို့ square root of 2လို့ပါတော့ကျွန်တော်ထည့်ပြောလို့ရတယ်ဒါဆိုရင်သူက y ကဘယ်လိုပြောမလဲရှိနေတယ်ပေါ့ကျွန်တော်အဲ့ဒါကို ဝိုင်းโอเคဟုတ်ပြီကဲဘလို့ဘလို့ကျန်တဲ့လူတွေရောဘလို့စဉ်းစားကြလဲတူတူပဲလား reasoning ချင်း Yeah. အဲ့ဒီတော့အမဟိုဘက်မင်းမဘာပြောနေလဲမသိခဏနားထောင်ပေးလိုက်အောင်မယ်ဟိုမှာဘာဖြစ်နေကြလဲဒီကထားပါတော့အများကြီးမြင်ပြောလိုက်ရအောင် okay အဲ့တော့ဒီမှာဆိုရင်အရေးကြီးတာ ordering ကအရေးကြီးရဟုတ်တယ်နော် Ah, Maruka. that's a false one. ordering ကမတို့က axis y အရင်လာရင်ပြီးမှ for all x လာရင်အဲ့တော့ဒါကိုပြန်မယ်ဆိုရင်မတို့က axis y ကိုအရင်ပြန်တဲ့ခါကျတော့ y တစ်ခုရှိမယ် for all x အတွက်မှန်တဲ့ဟာအဲ့တော့မတို့က y တစ်ခုတည်းက x အကုန်လုံးအတွက်မှန်မှာဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ် Huh? အဲ့တော့ဘယ်လိုဖြစ်မလဲ Oh, mama. ဒါဆိုရင်တော့မှားပါတယ်လို့ကျွန်တော် အဲ့ဒါဆိုမှားသွားတာပေါ့နော်ဟုတ်တယ်အဲ့ဒါဆို ဟုတ်ကဲ့ 2.1 ကိုတစ်ချက်ပြန်ကြည့်2.1နဲ့2.2ဘယ်လိုကွာလဲဆိုတော့နည်းနည်းပြန်ကြည့်လိုက်ဟုတ်ပြီလား Oh, hubba di ba beyond later. ညာဟိုဘက်ဒီဘက်ပြောင်းလိုက်တာပြောင်းသွားရယ်နော် okay ကဲမှမင်းယူနေကိုပြန်သွားမယ်မင်းတို့လည်းမင်းယူနေပြန်ခေါ်လိုက်မယ်နော် hello မောက်ဘာပြောနေကြ အချက်ပဲလိုက်အဖြေတွေကိုထည့်ရမှာလဲ အဖြေတွေကိုအဲ့ဒါမှမသိခဏလေးနော် ဟုတ်ဟုတ် ဟုတ်ပြီအဖြေကကျန်တဲ့လူတွေရောအဖြေတွေဘယ်လိုထက်ကြလဲကျန်တဲ့ lecture တွေကျန်တဲ့ lecture တွေအဖြေတွေဘယ်လိုလုပ်ကြလဲဒီဘာပါတော့ live session တွေကအဖြေတွေကိုထပ်ခိုင်းပါလား ချက်ခိုင်းတယ် အမည ဒီ အရင်တော့ချက်ခိုင်းတယ်ဆိုရင်ကိုနိုင်ဆိုသူတစ်ခါပြီးတော့မှ assignment တစ်ခုလုပ်ဖွင့်ပေးတာရှိတယ် okay ဟုတ်ပြီ maybe မဟုတ်အဲ့လိုလည်းပဲဒီဟာတော့မထပ်ခိုင်းတော့ပါဘူးဒီတိုင်းပဲနော်ဟို live လုပ်ထားရဲဆိုရင်တော့ပါပြီဟုတ်ပြီလားဟိုခုနကလေးမှာတော့အမ breaker room နေမှာတော့အမကိုဒီ bed room ကနေခေါ်နေကြတာပြောကြအောင်ဘာဖြစ် ဘာမှမဟုတ်ဆိုဆက်နေလိုက်ဟို device နဲ့ဝင်လို့ host မရှိတော့လားအဲ့ဆက်ပြော အော် okay ဟုတ်ပြီကဲ bay group ကိုပြန်ရောက်လာပြီဆိုတော့မဟုတ်1 2 3 4 5ကိုအကုန်လုံးအဖြေပြန်ရှင်းရအောင်အဲ့တော့နံပါတ်1ကိုပြောမယ်နံပါတ်1ကို room 1ကတယောက်ပြောပြမှာအောင် room 1မှာဘာတွေပြောခဲ့ကြလဲ room 1ကတယောက် volunteer okay စာရမျိုးရှင် room 1မှာလားဟဲ့လား room 1မှာရောက်နေခဲ့ရလား ဟုတ်တတ်တယ် room 1 okay ဟုတ်ပြီ room 1ကိုစားပြပြီးဘာပြောမလဲ number 1နဲ့ပတ်သက်ပြီးတော့ well discuss မလို့ဒါမဲ့တိုင်းတာတော့ if x is in a set of real numbers then x squared is in a set of real numbers so y is in the set of real numbers so for all values of x there is at least one value of y that is in the set of real numbers great အဲ့တော့အဖြေက true ပေါ့ဟုတ်တယ်နော် ဟုတ် alright ဟုတ်ပြီနံပါတ်1ကမှန်တယ်ခုနကပြောသလိုပဲ real number တိုင်းမှာနှစ်ထပ်တင်လိုက်လို့ရှိရင်real number ထွက်တယ်ပေါ့နော်အဲ့တော့ x တိုင်းအတွက်အဖြေတစ်ခုရှိတယ်ဟုတ်ပြီနော်ဟုတ်ပြီ number 2အတွက် rule number 2က representative တယောက် number 2နဲ့ပတ်သက်ပြီးတော့ဘာပြောမလဲနာမည်စင်းပြန်ကြည့်ပြီးတော့ဘယ်သူ room 2မှာရှိတယ်ကြည့်ပါနော် okay လာပြီပြော it's false. is false တဲ့ဟုတ်ပြီတော့ false ကို claim နေကွာဘာလို့ false လဲပြောပြပါအောင် Because it's saying that like for one y,
Mm-hmm. and you take like all x, right? Then you have like x squared equal to y, which isn't true. Right. ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်1 2 2ကောင်မှရှေ့က quantifier လေးတွေကိုနေရာလှည့်ထားတာပဲရှိရဟုတ်တယ်နော်ဒါပေမဲ့သူကပြောင်းပြန်လုံးဝပြောင်းပြန်ဖြစ်သွားတယ်နော်နံပါတ်1မှာကျတော့မတို့က x တိုင်း x တိုင်းအတွက်သက်ဆိုင်ရာ y တစ်ခုရှိရဲဆိုတဲ့ပုံစံမျိုးနံပါတ်2ကကျတော့ y တစ်ခုတည်းကနေ real number တိုင်းအတွက်မှန်နေရမယ်ဆိုတဲ့ပုံစံမျိုးဒါကြောင့်မဟုတ်တော့ဘူးလေဟုတ်တယ်မလားအဲ့တော့အားကြောင့်မလို့ false နံပါတ်3ကမတို့ပြောပြီးသားအဲ့ဒါက false alright number 4 room number 4တယောက်ရအောင်မအောင် number 4လေးကြောင့်ပြပါအောင်တော့ room number 4လို့မရှိကြတော့ဘူးထင်တယ် hello hello ကဲဟုတ်ပြီပြော ဒါ x က non-zero လို့ပေးထားရပါတော့ဆိုတော့ for every non-zero real number x has a multiplicative inverse 1 equal 1 by x အကြောင်းမလို့ true ဖြစ်ပါတယ်ပေါ့ ဟုတ်ပြီအဲ့တော့ဒါ real number ရဲ့ property တစ်ခုဟုတ်တယ်နော်သူမှာ multiplicative inverse ရှိရယ်ကိန်းsorry တုံညာမဟုတ်တဲ့ကိန်းတိုင်းမှာ multiplicative inverse ရှိရတဲ့အတွက်ကြောင့်မို့လို့ true alright ဟုတ်ပြီ number 5 room number 5ကပြောပါအောင်တယောက်ခုနက room number 5ကိုတော့မတို့အဖြေထွက်ပြီးသားပါအဲ့မှာ volunteer ရှိပါတယ်ကဲပြောအောင်ကြောဖြူ hello mute နေတော့ သူတို့ value ထဲမှာပြောထားတာက x plus y equals 2 and 2x negative 1 equals 1အဲ့ဟာတော့ကြည့်လိုက်ရင် x1 y1 ဆိုတဲ့ value ရတယ် so false ဟုတ်ပြီအဲ့တော့ x1 y1 ရတာနဲ့ false ကိုရောက်သွားတယ်နည်းနည်းပြပါအောင် အဲ့ထဲမှာပြောထားတာက all values of x and only one value of y only one value of y ဘက်မှာကျတော့ y က value တစ်ခုပဲရှိတာဒါပေမဲ့ x all values of x ဘက်မှာကျ x equals 1ပဲရှိတော့ကြတော့ it's false right ဟုတ်ပြီနော်အဲ့တော့တို့ဒီ system of linear equation အဖြေတစ်မျိုးပဲထွက်တယ် x1 y1 အဲ့တော့ for x ကမဟုတ်တော့နော် okay ဟုတ်ပြီကဲနောက်တစ်ခုသွားရအောင်နောက်တစ်ခုမသွားခင်ဒီ break out ဝင်ပေးထားဆိုတော့မတိုင်းမှာနားမပေးတော့နော်ကဲနောက်တစ်ခုစဉ်းစားကြမယ်ဒါလေး break out ဝင်ထပ်ခွင့်ကောင်းလို့မသိဒါကကြတော့မကဒီဘယ်ဘက်ချက်နဲ့ညာဘက်ချက်နဲ့တူမတူစဉ်းစားခိုင်းချင်တာနော်အဲ့တော့ for sorry x is x such that p of x and q of x အဲ့တော့ p ရော q ရောဖြစ်တဲ့x တစ်ခုရှိရဲဆိုတာဒီဘက်ကပေးထားတဲ့ p ဖြစ်တဲ့တစ်ခုရှိရဲပြီးတော့ q ဖြစ်တဲ့တစ်ခုရှိရဲဆိုတာ ਨੇ တူလားတူလားဆိုတာဥမာပေါ့နော်ဒီဘက်ကဘယ်ဘက်ချမ်းက true ထွက်ရင်ညာဘက်ချမ်းကကောင် true ထွက်လားညာဘက်ချမ်းကကောင် true ထွက်ရင်ဘယ်ဘက်ချမ်းကကောင် true ထွက်လားစသဖြင့်ပေါ့ဘယ်လိုထင်လဲဒီနှစ်ခုတူတယ်လို့ထင်လားတူတယ်ဆိုရင်တူတဲ့အကြောင်း proof လုပ်ခိုင်းမယ်မတူဘူးဆိုရင်မတူတဲ့အကြောင်း counter example ပေးခိုင်းမယ်ကဲပိုးလို့ရလားမသိဘူးပိုးကကြိုးလို့ရလားလည်းမသိဘူးကျွန်တော်ပိုး create ကဲမမပိုး create လုပ်နေတော့မှခဏကွာကိုစဉ်းစားထားဟုတ်ပြီလားခဏလေးစဉ်းစားထား
ခဏလေးနော်အမဟို hand raise လုပ်တော့ခဏလေးဟို ignore လုပ်ထားအောင်ပဲအာနည်းနည်းမ rush ချင်လို့နောက်10မိနစ်လောက်နေပိုးဖွင့်ပေးမယ်ကွာဟုတ်ပြီလားကြာပိုးဖွင့်ပြီးရင်ပုံကြဒါမှမဟုတ်မအောင်ချက်မှာလာပြောချင်လို့ရတယ်ချက်မှာပြောလို့ရတယ်နော် Chat everyone ပို့အောင်မလား directly ပို့အောင်မလား chat သဘောကြိုက်တယ်လို့လုပ်ရတယ် 对好那 directly ပို့လိုက်မယ် okay ကဲအဲ့မှာပိုးဖွင့်လိုက်ပြီနော်ကဲပုံကြပါအောင်ဒါဒီတိုင်းပဲကိုထင်တာပေါ့နော်ဟုတ်တယ်မလားပိုးမြင်ရပြီလား Hello အမကိုပိုးမြင်ရပြီလားမမြင်ရပြီလားတစ်ချက်ဟိုလုပ်ပြပါလား sorry chat မြင်ရပြီလား yeah Okay ဘယ်အောင်မရလားမရဘူး chat ဟောပိုးဖွင့်ထားတာကိုမြင်ရလား ဟုတ်မရတယ် မြင်ရလားဗုတ်လို့ရပြီလား ဟုတ် Okay ဗုတ်ကြမအဖြေတွေမမြင်ရဘူးကွာ ဟုတ်ဘယ်မှာ for ရလဲ chat အေးမသိဘူးဗုတ်ကမြင်ရပါတော့ဘယ်လိုမျိုးမြင်နေရလဲပိုးကလို့ချောင်း vote လို့ရတော့မသိလား I know create ပိုးတော့လောက်ထားရလीဒါပေမဲ့မမြင်ရဘူးလားမသိဘူးဟဲ့ require ကွာ safest meeting poll လား safest save to library လားလောင်းအော်အခုမှ launch တော့မှာအေးဟုတ်ပြီရပြီ vote လို့ရပြီကွာဟုတ်ပြီပေါ်လာပြီလောက်ကြကဲပုံကြကွယ်ဖြည်းဖြည်းချင်းလောက်ပါမတအားကြီးမလုံးမချက်တဲ့ဟာတွေကိုလို့လေ address လုပ်မယ်နော်အချက် chat line ပို့อ่ะတွေ့ရလား Yeah မချက်တွေကိုမြင်ရတယ် ဟုတ်ကဲ့ Okay ကိုကြောင့်အကုန်လုံးချက်ထဲမှာအများကြီးပဲလာဖြေးထားကြတယ်မှာအကုန်ဖတ်နေနော်ရေးချင်း vote တွေတက်လာပြီမစက္ကန့်30လောက်ထပ်ဆောင်မယ်နော်
ကဲဟုတ်ပြီမအန်ပိုးလို့ရတော့မယ်နော်ကဲဒီမှာက result လေးထုတ်ပြလိုက်မယ်ကွာကဲဒီမှာ result ဒီမှာ yes တွေ no တွေမြင်ရလား အော်မြန် okay ဟုတ်ပြီအဲ့တော့နှစ်ဖွဲ့ကွဲနေရမှာတော့မှာအဲ့တော့ကြည့်ရအောင်ခဏလေး okay အဲ့တော့ကဲဘယ်သူအရင်ဖြေခြင်းလဲ yes ဘက်ကအရင်ဖြေခြင်းလား no ဘက်ကအရင်ဖြေခြင်းလားမဟို anonymous လို့လိုက်တော့ဘယ်သူတွေဘယ်လိုဖြေလဲမသိဘူးမ name တော့ခေါ်လို့မရအောင် okay တယောက် hand raise လာပြီ sign ရမျိုးရှင်ပြောပါ No. No. Not equivalent. not equivalent နဲ့ဟုတ်ပြီ no တဲ့တယောက်ကကဲဘာလို့ no ရလဲပြောပါအောင် ပထမ expression ကပြောတာ there is at least one value of x where p of x is true and q of x is true. ဟုတ်ပြီ Alicious ကပြောတာကမတို့က x တစ်ခုတည်းကနေ single x ကနေပြီးတော့မှနှစ်ခုလုံးမှန်ရမယ် Yeah. single x must မအတိအကျမရေးတော့ proof writing class လို့ပြောပြီးအတိအကျမရေးကိုကိုရှင်းချင်လို့ရှောက်ရေးနေpx and qx ဟုတ်ပြီဒုတိယ Alicious ကရောဘာကွာလဲသူနဲ့ ဘာခေါ်လဲဆိုတော့ဒုတိယဟာ there is a value of x where p of x is true and there is a value of x where q of x is true. right အဲ့တော့ So different x မှာ different x must satisfy p of x and q of x. right ဟုတ်ပြီအဲ့တော့ညဘက်ချမ်းကကြတော့ thank you မအောင် volunteer လုပ်ပြီးဖြည့်ပေးတာညဘက်ချမ်းကကြတော့ तू က p နဲ့ x တော့ရွေးထားတဲ့ axis x နှစ်ခုတည်တူလို့ရတယ်နော်ဘယ်လိုရင်းကောင်းမလဲ can have different axes for p and q အဲ့တော့ဟုတ်ပြီအဲ့တော့ဒီမှာချက်ထဲမှာမောက် example တွေလာပေးကြတဲ့အထက်ကနေမှာအစားရမျိုးချိန်ပေးထားတဲ့ example မှာပြမယ်နော်တော့ဗာပြောထားအောင်ဆိုတော့ဥပမာ there is at least an animal that can walk and swim ဘယ်ဘက်ချမ်းအဲ့လိုပြောတာဟုတ်တယ်နော် animal that can walk and swim နှစ်ခုလုံးလုံးနိုင်တဲ့ကောင်ဟုတ်တယ်နော်ညာဘက်ချမ်းကဘာပြောရလဲ there is at least one animal that can walk ပြရ walk လေand there is at least one animal that can swim ဟုတ်ပြီလားအဲ့တော့ရေကူးတက်တဲ့ကောင်တစ်ကောင်ရှိရယ်လမ်းလျှောက်တဲ့ကောင်တစ်ကောင်ရှိရယ်ဘယ်ဘက်ချမ်းကဘာပြောနေရလဲဆိုတော့ရေရောကူးတက်တဲ့လမ်းရောလျှောက်တဲ့ကောင်တစ်ကောင်ရှိရယ်ဟုတ်ပြီလားတတိဆိုင်ထဲမှာတော့ရေရောလမ်းရော sorry ရေကူးရောလမ်းလျှောက်ရောတက်တဲ့ကောင်ရှိမယ်ဆိုတော့အဲ့ example သဘောတရားချင်းအတူတူပဲပို့ပြီးတော့မြင်တာအောင်မှတစ်ခုပြပြမယ်စုံတဲ့မကိန်းကိုကြည့် x က integer ရေးဆိုပါစို့ p ကကြတော့ x ကစုံကိန်းဖြစ်တယ် q ကကြတော့ x ကမကိန်းဖြစ်တယ်အဲ့လိုဆိုရင်မတို့မှာစုံရောမရောဖြစ်တဲ့ integer မရှိဘူးလေဟုတ်လားအဲ့တော့ဘယ်ဘက်ချမ်းက expression အဲ့ချိန်မှာဆို false ဖြစ်သွားပြီဟုတ်တယ်နော်ကိန်းတစ်ခုကစုံဖြစ်ဖြစ်မဖြစ်ဖြစ်တစ်ခုပဲဖြစ်နိုင်မှာဘူးနှစ်ခုလုံးမဖြစ်နိုင်ညဘက်ချမ်းမှာကြတော့မတို့မှာစုံကိန်းတစ်ခုရှိတယ်မကိန်းတစ်ခုလည်းရှိတယ်ဟုတ်တယ်နော်အနည်းဆုံးတစ်ခုရှိတဲ့အတွက်ကြောင့်မလို့ညဘက်ချမ်းကကြတော့မှန်တယ် okay အဲ့တော့ example ကိုမှာက even q ကိုကြတော့ x is on integer မှာစဉ်းစားဖို့နော် alright ကဲဟုတ်ပြီနောက်တစ်ခုတွားရအောင်နောက်တစ်ခုတရားကိုချက်ပြီးဟိုလုံးဝင်တွေးခိုင်းကောင်းမှမသိဒါကနောက်ထပ်ခက်စင်စင်ပုံစံနောက်တစ်ပုတ်ခက်စင်စင်ပဲဆိုတော့မဒါကိုခဏကြော်ခဲ့မယ်နော်ဟုတ်ပြီလားဒါပြီးမှကိုယ်အိမ်မှာစဉ်းစားရင်လည်းစဉ်းစားကြည့်ဒါတူတူပဲမဟုတ်လားဘယ်ရောက်လားဒီနဲ့ငါတူးနေလားတူးနေ skip လိုက်တော့ဟောတော့ဘယ်လိုလုပ်ပြီးပါလာလဲမသိဘူးအမပြန်ပြပေးမယ်နော်အချောဗာလေပြန်ထုတ်ပေးမယ်လေးကဟုတ်ပါနော်တူတူကြီးပါ okay skip ဟုတ်ပြီ
ကဲနောက်ထပ်ပုံစံတစ်ခုကြည့်အောင်အဲ့တော့ဒီမှာဘာ recall လုပ်စရာရှိလဲဟုတ်ပြီအဲ့တော့ပု္ပ္ပစာဟဲ့ Henry ကဘယ်တော့မှတက်လာလဲခဏလေးနော်ပြောပါ မဟုတ်တာအဖြေအတွက်ဒါ Henry ဆိုတာ အော်ခုနရှိရအဖြေအတွက်လား ဟုတ်ဒီအတွက် တရားအတွက်လား Okay ခဏလေးနော်အမချက် review ဟောလုပ်စရာရှိလို့ lecture ရကနေတစ်ခုခု lecture ရကနေတစ်ခုခုပြန်ပြီးတော့ recall လုပ်စရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ကိုပြန်စဉ်းစားနေမဆောက်ထဲပဲရွှေ့လိုက်ပါတော့မယ်အေး spoiler မြင်လဲမြင်ပါစေရောကဲဟုတ်ပြီအမ lecture လေးကိုပြန်ဆွဲပြီးထုတ်လိုက်ပါတော့မယ်အဲ့တော့ဒီမှာဆိုရင်အမတို့ပြောခဲ့တာက P implies Q ဒီ okay not Q implies not P နဲ့တူတယ်ဆိုပြီးတော့မှဒီမှာ proof လုပ်ခဲ့ရရှိတယ် lecture မှာတော့နော်ဒီကနေလာတာဒီလောကနေလာတာအရင်ဆုံးမခုနအရှိမသုံးခဲ့ပြီး not P ရော Q ကနေလာတာဒါပေမဲ့communication commutative law သုံးတယ် double negation သုံးတယ်အဲ့ဒီကနေပြီးတော့မတို့က not Q implies not P ဆိုတာ ਨੇ တူတယ်ဆိုပြီးမှရခဲ့တာဟုတ်တယ်နော် okay အဲ့ဒါကိုမင်းနဲ့နော်အဲ့တော့ကဲဒီပု္ပ္ပစာကိုကြည့်ကြမယ်အခုမတို့က integer n ရှိရယ် if n squared is even then n is even အဲ့တော့ဒါကမတို့ p n is even ကို statement p လို့သဘောထား then n squared is even ကို statement p လို့သဘောထားပြီးတော့ n is even ကို q လို့သဘောထားဟုတ်ပြီနော်အဲ့ဒါဆိုရင် तू ကမတို့ proof တက်လုပ်ခိုင်းနေတာက p implies q ကို proof လုပ်ခိုင်းနေတာဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ဒီလို proof မှာမင်းတို့ခဏခဏလေးတွေ့ပြီးသားဖြစ်နေတာမှတော်တော်လေး simple ဖြစ်တဲ့ဟာကိုဆွဲထုတ်ထားတာပေါ့နော်ပြောရလို့ရအောင်လို့ဟုတ်ပြီအဲ့တော့မတို့ပုံမှန်တိုင်းဆိုလို့ရှိရင် given ကနေစသုံးတယ်လေဟုတ်တယ်မလား since n squared is even ဟုတ်တယ်နော်ဒါသူမတို့ပေးထားတယ် given အဲ့တော့မတို့ဒါကိုဘယ်လိုသုံးမလဲသူက even ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကို 2k ဆိုပြီးမှရေးလို့ရတယ်ပေါ့နော် for some k in z ဒီက integers နော်ဟုတ်ပြီဒီကနေပြီးတော့မတို့ n က even ဖြစ်တယ်ဆိုတာကိုဘယ်လိုသွားကြမလဲဘာလို့ဆိုတော့ n square က 2k ဆိုရင် n က plus or minus square root of 2k ဟုတ်တယ်နော် do we even care about plus or minus what do we do ဟုတ်ပြီကဲအဲ့တော့ဒီဟာကြီးကိုမတို့ဘယ်လိုမျိုး conclude လုပ်ကြမလဲဒီကနေပြီးတော့ဘယ်လိုသွားမလဲ n is even ဆိုတာဟုတ်လားအဲ့ဒီမှာ square root တွေပါလာပြီ square root တွေပါလာပြီဆိုတိတ်ပြီးတော့မဟုတ်အဆင်မပြေတော့ဟုတ်တယ်မလားမလုပ်ချင်တော့အဲ့တော့ခုနကတွေ့ထားခဲ့တဲ့အတိုင်းပဲ p implies q က not q implies not p နဲ့တူတယ်ဆိုပြီးမှမတို့ကတွေ့ထားခဲ့တာဟုတ်တယ်နော်အဲ့တော့ဘယ်ဘက်ချမ်းကသူ proof ခိုင်းတာကြီးဒါကြီးကို proof မဲ့အစားညာဘက်ချမ်းဟာလေးကို proof ရင်ရောဘယ်လိုနေမလဲဟုတ်လား what if we try to prove not q implies not p instead ဘာလို့အဲ့လိုလုပ်လို့ရလဲဘာလို့မေးတာအောင်မဖြေမင်းနဲ့ချက်ပြောင်းလို့ရလဲဆိုတော့တူလို့လေဟုတ်တယ်မလားသူမေးတာနဲ့မတို့အခု proof လုပ်ချင်နေတာနဲ့တူတယ်ဟုတ်တယ်နော်အဲ့တော့မတို့ကဒီခါကျတော့ not q ကို assume လုပ်လိုက်မယ်အဲ့တော့ if not q I want to show မတို့ရဲ့ want to show က if not q then not p ဆိုပြီးဖြစ်သွားတယ်Okay အဲ့တော့ not q မတို့ given ပါလေ not q ဆိုတော့ q is even ကို negate လုပ်တော့ sorry n is even ကို negate လုပ်တော့ n is odd မတို့က n is odd ကနေပြန်ပြီးတော့ပြောင်းပြန်စကြမယ် n is odd ဖြစ်တဲ့အတွက်ကြောင့်မို့လို့ n က
2k plus 1အဲ့တော့ n square က 2k plus 1 squared 4k squared 4k plus 1ဒီရှိရကောင်ကစုံကိန်းအဲ့တော့ဒီမှာမတို့က odd ဆိုပြီးတော့မှတန်းပြီးတော့မှရတယ်အဲ့တော့ n square က odd အဲ့တော့သူ့ရဲ့ပြောင်းမြန်က n square is even အဲ့တော့မတို့လိုချင်တာကိုပြန်ပြီးတော့မှရပါတယ်ကဲဒီလို proof မျိုးကိုတွေ့ဘူးကြလားတွေ့ဘူးပြီးကြပြီလားရေးနေကြပဲလားတတိမထားမိဘူးဒီတိုင်းပဲရေးလိုက်တာပဲလားနော်ဒါမှတော့တွေ့ဘူးတာပဲခဏရေးဘူးမယ်လို့လည်းမထင်နဲ့ဒီစင်တီမီတာထိရောက်လာကြပြီဆိုတော့အဲ့တော့ဒီ proof ကိုမတို့က proof by contrapositive လို့ခေါ်တယ်ဒါမှနောက်ထပ်ဗီဒီယိုတစ်ခုနဲ့နောက်ပတ်မတိုင်ခင်မှာတိကျကလုပ်ပေးမယ်နော် contraposition pause တော့ contraposition လို့ခေါ်တယ်သူကဘာကိုသုံးတာလဲဆိုတော့ဒီ equivalence ကိုသုံးတာဟုတ်ပြီလား P implies Q ကိုပြဖို့ခက်တဲ့အချိန်မှာမတို့က not Q implies not P ကိုပြလိုက်တာဒါ proof by contraposition လို့ခေါ်တယ်တက်တည်ပြခြင်းတဲ့ဟာကိုပြောင်းပြန်လုပ်ပြီးတော့ရှေ့ဟာပြောင်းပြန်အောင်ပြတာ okay အဲ့တော့နောက်တစ်ခါဒါသုံးလို့ရှိရင်ပြန်စမ်းနော်ဘာလို့ငါဒါကိုလုပ်နေရလဲဘာလို့ဒါမှန်တာလဲဘာလို့ဒါကိုလုပ်လို့ရရလဲဒါ logical equivalence ကြောင့်မို့နော်ဒီ logical equivalence ကလည်းအမတို့ like ချိုင်းမှာ proof ခဲ့ပြီးသား okay ဟုတ်ပြီပုံမှန်အားဖြင့်တော့အမတို့က direct proof ပဲလုပ်ချင်တာပေါ့ဘယ်လိုပြောရမလဲအမတွေ့ဘူးလားလေစိတ်ကတခါတည်းလို့ရှိရင်proof by contradiction လို့ပြင်ပြောမယ်နော် proof by contradiction လေအဲ့လိုမျိုးတားလို့ရှင်တာဒါပေမဲ့တခါတလေကြာရင် direct proof ကအကောင်းဆုံးပဲအရှင်းဆုံးပဲပြီးတော့တချို့ကမဆိုကျောင်းမှာ professor တချို့ကြုံမှုတယ်အဲ့လို direct proof လုပ်လို့ရတာနဲ့မလုပ်လို့ရှိရင်သူကအမှတ်လျှော့တယ်ပေါ့အဲ့လိုဆိုတော့သူကမလုပ်လားအဲ့ဒါတွေတော့မလုပ်စေချင်တော့အဲ့လိုမျိုးဒါတော့တယောက်တစ်ယောက် personal preference နဲ့မတူကြဘူးပေါ့နော်ပြီးတော့နည်းနည်းလေးအဲ့လို academic field ထဲမှာနှစ်ခုလုံးအပြည့်မှန်တောင်မှပဲသိရမလား direct proof နဲ့လောက်တာပို့ပြီးမှဘယ်လိုပြောလဲ elegant ဖြစ်တယ်အဲ့လိုမျိုးလေးဟို prejudice လိုမျိုးလေးရှိကြတာပေါ့နော် okay ဟုတ်ပြီနံပါတ်8ကိုအရင်သွားလိုက်မယ်နော်နံပါတ်8ကကြတော့ prove that there is no largest integer okay အဲ့တော့ Mario ရဲ့ statement B က there is no largest integer okay ဒီခုတစ်ခေါက်တော့ if then လည်းမရှိတော့ statement တစ်ခုပဲရှိတယ်ဟုတ်ပြီလားအဲ့တော့ဒါကိုဖြုံဖြုံတက်တည်ပြဖို့ကမလွယ်ဘူးဟုတ်တယ်နော်ဘယ်လိုတက်တည်ပြမှာလဲဟိုအကြီးဆုံး integer မရှိဘူးဆိုတာဘယ်လိုတက်တည်ပြမှာလဲဖြုံဖြုံပြဖို့ကမလွယ်တော့မတို့ကဘာကိုသွားပြီးတော့တတိယလို့ရတော့ဆိုရင်P နဲ့ not P ဒီဆန့်ကျင်ဘက် P နဲ့ not P ဒီဆန့်ကျင်ဘက် P ဆန့်ကျင်ဘက် not P လို့ရေးမယ်နော်မတို့က P true ဖြစ်ကြောင်းပြချင်တာလေ want to show က P true အဲ့တော့ P မှန်နေဆိုတာဘာကိုပြောရလဲအတူတူပဲလေ not P မှားနေဆိုတာ ਨੇ အတူတူပဲဟုတ်လား P နဲ့ not P ကဆန့်ကျင်ဘက်အဲ့တော့တစ်ခုမှန်ရင်တစ်ခုမှားမှရမယ်နော်အဲ့တော့ P မှန်ကြောင်းပြဖို့ကခက်နေတဲ့အခါကျတော့မတို့က not P ကမှားကြောင်းပြမယ်ဒါကိုမတို့က proof by contradiction လို့ခေါ်တာဒါကိုလည်းမသိချာဗီဒီယိုလိုက်ချိုင်းမှာပြန်ပြောမယ်နော်ဟုတ်ပြီအဲ့ဒါနော်မောင်1 minute ကဲ okay hand raise ပြောပါအောင်ဘာဘယ်လိုမျိုး comment တွေ P က false ဆိုပြီး prove လုပ်ချင်တာမဟုတ်လားအဲ့ဒါ ပြော yeah ဟို P ကိုဘယ်လိုယူလဲမမတူရဲ့မ P ကို there is no largest integer လို့ယူလိုက်တာ so true မဟုတ် sorry ခဏပါပါဟိုဒါကကိုယူတဲ့ပုံမှာပဲမတူရဲ့ okay ဟုတ်မက P ကိုဒီနေရာမှာ there is no largest integer လို့ယူထားတယ်အဲ့တော့ not P ကဘာဖြစ်မှာလဲ
there is a largest integer No. Tra PO there is a largest integer ရေးတာလို့ဟုတ် ထင်တယ်ခုနကတေချာမပြောလိုက်ရအမဘက်ကလိုသွားတယ်ကွယ် not b ကဘာပြောရလဲ there is a largest integer ဟုတ်ပြီကဲဒါအောင်ဆက်ပြီးပြတင်တော့ပါဆိုမယ်ဆက်ပြီးတော့ကိုရေးလိုက်ကြအမမရေးတော့ဘူးဟုတ်ပြီလားအဲ့တော့ဒါမျိုးကို proof by contradiction လို့ခေါ်တာ proof by contradiction ကဘယ်ကနေလာတာလဲဆိုတော့ဒီ equivalence ကနေလာတာရှောက်ပြီးတော့မှဖန်တီးထားတာမဟုတ်ဘူးနော် p နဲ့ not b ကဆန့်ကျင်ဘက်ဆိုတဲ့အခြေအနေကနေပြီးတော့ p မှန်ရင် not b ကမှားမှရမယ် p မှားရင် not b ကမှန်မှရမယ်အဲ့တော့ဘယ်ဘက်ချမ်းကိုပြရသည်ညာဘက်ချမ်းပြရတဲ့အတူတူပဲအဲ့တော့မတို့ကဒီကောင်ကို false ဖြစ်ကြောင်းပြချင်တာ show this is false ဟုတ်ပြီလားအဲ့တော့ proof by contrapositive နဲ့ proof by contradiction နဲ့ကတူတူလို့ရှိရနော်ဟုတ်လားကစင်စင်ပဲဟုတ်တယ်မလားတခုခုကိုညင်းလိုက်ရတယ်ဒါပြချင်တဲ့ဟာကိုညင်းရတယ်မတို့ကဟုတ်တယ်နော်ဒီမှာဆိုလဲ Q ကိုတက်တည်ပြချင်တာလေ Q ကိုညင်းလိုက်ရတယ်proof by contradiction မှာလည်းအဲ့လိုပဲ P ကိုပြချင်တာမတို့ P ကိုညင်းလိုက်ရတယ် proof ထဲမှာသုံးဖို့အတွက်ဒါပေမဲ့သူတို့ကတူတူတူနဲ့ရောင်လေးကွဲအဲ့ဒါကိုမကဗီဒီယိုမှာတခြားပြန်ရှင်းပြမယ်လောလောဆယ်မှာတော့ညင်တာတော့ဘာဖြစ်မလဲဒီမှာ proof by contrapositive တော့မတို့က if p then q ဆိုတဲ့ statement နှစ်ခုလိုခဲ့တယ်တစ်ခုတည်းကို contrapositive လုပ်လို့မရအောင်မတို့ကဒါပေမဲ့ဒီမှာကြည့်နံပါတ်8မှာကျတော့ statement တစ်ခုပဲရှိတာဒါပေမဲ့မတို့ proof by contradiction သုံးလို့ရတယ် okay အဲ့ဒါသူ့ရဲ့ကွာခြားချက်လေးတစ်ခုပေါ့နော်ဟုတ်ပြီအဲ့တော့အချိန်နည်းနည်းပိုသေးတယ်ဘယ်ပုစာပြန်သွားရင်ကောင်းမလဲဆိုတော့နံပါတ်9ပြောလိုက်မယ် okay နံပါတ်9ကဘာလေးရှောက်ပြီးထားအောင်ရှင်းလေးမပုစာကလည်းအရှိကြီးပဲဆိုဖြစ်နေကြအောင်ဖြစ်ချင်းဖတ်မယ်နော်အဲ့တော့ let f is a function from a to a be idempotent အဲ့ဒါလေ idempotent လို့ခေါ်တော့လည်းမသိပါဘူးပြောချင်တာအရင်မကြည့်ဘူးအရင်ကြည့်တာဒါf dot circle f က f ပဲပြန်ရတယ်သူ့ကိုယ်သူပြန်ပြီးတော့မှဘာခေါ်ရလဲအဲ့ဒါ composition လုပ်လို့ရှိရင်သူ့ကိုယ်တိုင်ပြန်ရတယ်เนาะဒါမှမဟုတ်ဒါပဲသိမှာဒါနာမည်ကထားလိုက်တော့အဲ့တော့သူတက်တည်ပြခိုင်းတာက if f is not identity function ဆိုတော့ f of x is equal to x ပေါ့နော် then f is neither injective nor surjective injective လည်းမဖြစ်ဘူး surjective လည်းမဖြစ်ဘူးဒါဟို algebra lecture မှာတိုင်းအကျိုး review လုပ်တယ်လို့သဘောထားအဲ့တော့ injective function ဆိုတာဘာပြောရလဲ injective အောက်မှာတလို့ရေးလာတယ် surjective လို့မရေးဘူးရေးမိမယ်နော် okay အဲ့တော့မတို့သိတာက injective function ဆိုတာသူကဘာတုံးဆိုတော့ function ရဲ့ output တွေတူရင် input တွေတူကိုတူရမယ်ပြောချင်တာမတူတဲ့element နှစ်ခုကဒီနေရာမှာလာပြီးတော့မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့သိရမလားဒီလိုမျိုးမဖြစ်ဘူးနော်နောက်ပြီးတော့ subjective ကကြတော့တွေ့လားတလူကြီးရှောက်မမှန်နဲ့ subjective ကကြတော့B ထဲမှာရှိတဲ့ B ကကိုဒိုမိန်နော်ကိုဒိုမိန်ထဲမှာရှိတဲ့ element တိုင်းအတွက်သူနဲ့သက်ဆိုင်ရာ input ရှိတယ် okay ဒါက subjective ရဲ့ meaning ဟုတ်ပြီကဲအဲ့တော့ငကိုပေးထားတဲ့proof ခိုင်းတဲ့ statement ကိုအရင်ပြန်ရေးရအောင်မတို့က statement P ကိုဘယ်လိုရေးချင်လဲပြော statement Q ကိုဘယ်လိုရေးချင်ရလဲဟုတ်ပြီမှာရေးလိုက်မယ်နော် statement B က f is not identity ကဲ Q ကိုဘယ်လိုရေးမလဲပြော sign ရမျိုးရှင်ပြောပါ Q ကိုဘယ်လိုရေးကြမလဲမတို့ F is neither injective nor surjective right f is neither injective nor surjective
နောက်just မသွားခင်ပါလीမ extra job တစ်ခုပေးမယ်ကွယ် extra question မ Q ကို Q1 Q2 ဆိုပြီးနှစ်ခုပြန်ခွဲလိုက်မယ်အထဲမှာ injective ရော subjective ရောပါနေတာမလို့ Q ကိုမက Q1 Q2 ဆိုပြီးပြန်ခွဲပေးလိုက်မယ် Q1 က F is injective Q2 က F is surjective okay ဟုတ်ပြီအဲ့လိုဆိုရင်မတို့က Q ကဘာနဲ့အတူတူပဲလဲ Q က not Q1 and not Q2 နှစ်ခုလုံးမဖြစ်ဘူးသူကနော် okay ဟုတ်ပြီအဲ့ဒါဆိုရင်သူတက်တွေပြခိုင်းတာကဘာဖြစ်မလဲငကိုပေးထားတဲ့ statement ကိုပြန်ရင် show that if B B implies ပေါ့နော် P ဖြစ်ရင် not Q1 and not Q2 ဆိုပြီးတော့မှရမယ် alright ကဲဟုတ်ပြီအဲ့တော့ဒီ proof မှာမတို့က P ကို assume လုပ်ပြီးတော့ရေးကြမယ်ဆိုရင်ဟလာ assume that P is not identity အဲ့လိုဆိုရင်မတို့ဘယ်လိုပြဿနာကြီးကြုံရနိုင်လဲဘယ်လိုထင်လဲ ချက်ပြင်ဆိုရင်ပြောရလားချက် yes အော်ပြန်ပြောခိုင်းတာလားမအောင် ဟုတ် ဟုတ်ရတကယ်လို့မတို့က direct proof နဲ့ပြမယ်တောင်းเนาะ direct proof နဲ့ပြဖို့ကြိုးစားကြမယ်အဲ့ဆိုမတို့ကဘယ်လိုယူဆရမှာလဲ F is not identity လို့ယူဆရမှာဟုတ်ပြီနော်မတို့ F is not identity လို့ယူဆပြီးပြီဆိုပါစို့အဲ့အမြင်ပါဆက်လုပ်လို့ရလဲမတို့က F က identity function မဟုတ်ရင်possibilities တွေအများများလို့ဟုတ်လား yeah နားနေနော် okay ဟုတ်တယ် F ကဟိုဆက်မျိုးရှင်ပြောသလိုပဲ F က identity မဟုတ်ရင်ဖြစ်နိုင်တာအများကြီးပဲလေဟုတ်တယ်မလားသူကသူ identity ဆိုတာ function တွေအများကြီးပုံစံအများကြီးတွေမှာတစ်ခုကိုအဲ့တော့ F not identity ကမတို့ကို possibilities တွေအများကြီးပဲပေးတယ်အဲ့တော့မတို့ကဘာမှရေးရရအသုံးချလို့မရအောင် many possibilities ဟုတ်ပြီအဲ့တော့ဘာယူ Q လို့ပဲသဘောထားကွယ်အဲ့တော့ oops neither no yeah ဟုတ်ပြီအဲ့တော့ P implies Q ကိုတက်တည်ပြဖို့က hard to show ဖြစ်သွားပြီအဲ့တော့ဘာသုံးကြမလဲမတို့ခုနကပြောခဲ့သလိုပဲနာမည်ပြောဟိုက proof ပဲ technique သုံးပါလဲမအောင်ဆိုင်မျိုးဟင်ပြော contradiction သုံးပါလား F ကassuming F is identity there's one value where it's not true မတို့ကဘယ်လိုယူဆမှာလဲokay တကယ်လို့ F က identity ဆိုရင်ဟလာမတို့ကF of x is x for everything F က identity မဟုတ်ဘူးဆိုရင် F of sorry x က x မဟုတ်တဲ့ကဏ္ဍတစ်လုံးရှိရယ် ဟုတ် right အဲ့ဒါကိုမတို့ကပြောင်းပြန်ယူရင် F of x is x for all okay ဒါပေမဲ့အဲ့ဒါမတို့ဘယ် proof technique ကိုဆွဲပါမှာလဲမတို့ဒီဘက်မှာဆိုရင် proof by contrapositive ရှိရယ်နောက်ပြီးတော့proof by contradiction ရှိရယ် contrapositive မှာဆိုရင်မတို့က P နဲ့ Q မှာ Q ဝင်နေလို့ assume လုပ်တယ်ဟုတ်တယ်နော်ဟုတ်ကဲ့ Q မှာ sorry contradiction မှာဆိုရင်ရောမတို့ကဘယ်အပိုင်းကိုဒါမှဘက်က example ပြနေလို့ပါတယ်အဲ့ तू ကလေ contradiction ပဲဖြစ်ဖြစ် contrapositive ပဲဖြစ်ဖြစ်မတို့က Q ဘက်ကိုနေလို့လုပ်တာဟုတ်ကဲ့ okay အဲ့တော့ဒီမှာဆိုရင်မတို့က not Q လို့ assume လုပ်ရှင်နေဆိုပါစို့ဟုတ်ပြီနော်အဲ့ဆို not Q ရောဖြစ်သွားမလဲ not not bracket not Q1 and not Q2 ဒါကမှ De Morgan သုံးလိုက်ရင် Q1 or Q2 right
ဟုတ်ပြီအဲ့တော့မတို့ကနောက် Q ကိုအဆုံးလို့ရပါပြီ Q1 ဖြစ်ခြင်းဖြစ် Q2 ဖြစ်ခြင်းဖြစ်ဟုတ်ပြီ Q1 ဖြစ်ရင်အဖြစ်မှာလေ Q1 ကဒီမှာ F is injective လို့ပြောခဲ့တာအဲ့တော့မတို့က F is injective လို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာပေးထားတဲ့ definition ကိုအသုံးချလို့ရပါပြီဟုတ်တယ်နော်အဲ့လိုပဲ Q2 မှာလည်းမတို့က Q2 က F is subjective လို့ပြောခဲ့တာဖြစ်တဲ့အတွက်ပေးထားတဲ့ definition ကိုအသုံးချလို့ရပါပြီ Okay ဒါဆိုမှဒါအောင်ဆက်မပြရအောင်เนาะဒါကြိုင်းပဲပေါ့ကိုဆက်ပြီးတော့တက်လိုက်နေပြအဓိကဒီမှာဆိုရင်ခုနကပြောသလိုမျိုးပဲအရေးကြီးတဲ့အချက်က direct proof လုပ်လို့ရှိရင်ဘာလို့မှာ possibility တွေတအားများတယ်ဘယ်မှမရောက်ဘူးကြီးရဟုတ်တယ်နော်ဒါပေမဲ့ပြောင်းပြန်လုပ်လိုက်တဲ့ခါကျတော့ contra positive လုပ်လိုက်တဲ့ခါကျတော့အဖြေကရှင်းကနေထွက်လာတယ်အဖြေဆိုတာထပ်ဘယ်လိုပြောမလဲပေးချက်ကိုဘယ်လိုသုံးရမလဲဆိုတာပေါ့နော်ရှင်းကနေထွက်လာတယ်ဟုတ်တယ်နော် Okay ဟုတ်ပြီအဲ့တော့10မိနစ်ကျန်နေရယ်10မိနစ်မှာဒီနေ့တွားခဲ့တဲ့ problem နဲ့ပတ်သက်ပြီးတော့မေးခွန်းမေးချင်တာလည်းဖြစ်ဖြစ်အဲ့လိုမျိုးပါဖြစ်ဖြစ်အဲ့ဒါလုပ်လို့ရရင်ပါတော့ Okay ဒီကျန်တဲ့ number 4ကိုစဉ်းစားကြည့်လိုက်ရတယ်။တော့မှဒါကို screen မှာခဏပြထား screen မှာပြထားမယ်။ပြထားတဲ့အချိန်မှာတခြားပုံစံနဲ့ပတ်သက်ပြီးပြောချင်တာလည်းဘယ်လိုဖြစ်ဖြစ်ရတယ်။ Okay အဲ့ဒါလေးကိုမှကအချိန်10မိနစ်ပေးလိုက်မယ်နော်။ ahora le pongo que me la llaman de la ya pongo que me open lại mày nó thế mới chuyện là mình đã làm thế được cụ lâu mấy
oops logically equivalent ဖြစ်ဖို့ဆိုရင်မတို့က logically equivalence ကဘာနဲ့တူအောင်ဆိုတော့ if and only if နဲ့တူတယ်အဲ့တော့ LHS if and only if RHS ဖြစ်လားဆိုတော့မတို့အကြည့်ကြတယ်ဟိုချုပ်လိုက်မယ်ဒါဒီတိုင်းပဲနောက်ဆုံး problem ဆိုတော့ပါတယ်ဒီတိုင်းပဲ meeting မပိတ်ခင်ပြောကြမယ်မလူတစ်ဝက်လောက်ဖြည့်ပြီးရထီတော့စောင့်မယ်နော် ဟုတ်ပြီတပတ်ကျော်ဖြည့်ပြီးဆိုတော့မပူးကို end လုပ်လိုက်တော့မယ်နော် okay share results လုပ်မယ်အဲ့တော့တော့မတူဘူးနော်မတူတဲ့အကြောင်းကိုလည်း reasoning တွေလာပေးထားအချက်မှာရှိရဲဆိုတော့အဲ့ဒါကြီးလည်းမှန်ကြတယ်ဘယ်လိုမျိုးလုံးဆိုတော့ share လိုက်မယ် stop share လိုက်မယ်နော်ဘယ်လိုမျိုးလုံးဆိုတော့ဘယ်ဘက်ချမ်းကကြတော့ तू က p မှန်တာပဲဖြစ်ဖြစ် q မှန်တာပဲဖြစ်ဖြစ်စုထားရဲ့ဟာကြီးပေါ့နော်ဘယ်လိုပြောမလဲ x ထဲကဟာကြီး p တော့မဟုတ် q မှန်တယ်ဥပမာပြောပါမယ်ခုနနံပါတ်3မှာမတို့တွေ့ခဲ့တဲ့ example လို့ပဲ even နဲ့ odd ကိုပဲစဉ်းစားအဲ့တော့ integer ရဲ့အကုန်လုံးဒီ even ဖြစ်ခြင်းဖြစ် odd ဖြစ်ခြင်းဖြစ်ဟုတ်တယ်နော်အဲ့တော့ဘယ်ဘက်ချမ်းဆိုမှန်တယ်ဟုတ်လား for all x either x is odd or x is even နံပါတ်ချမ်းဆိုတာဘာပြောနေတာလဲဆိုတော့ for all integers x is even ဒါမှားလေ integer ကအကုန်လုံး even မှာမဟုတ်တာအဲ့လိုပဲ q ကတော့ဘာပြောတာလဲ for all x x is odd ဒါလည်းမှားတယ်အဲ့တော့သူတို့နှစ်ခု odd နေမှာမှားအောင်ပါပဲနော်အဲ့တော့အဲ့နှစ်ခုအမတူ okay ဟုတ်ပြီကဲဒီနေ့ကဒီလောက်ပဲမှလုပ်ထားတာနောက်အပတ်မတိုင်ခင်နောက်ပတ်ကျရင် proof writing ကကြာတာပေးနေလားမသိထားပါတော့အဲ့ဒီနေ့မတိုင်ခင်ကြည့်ဖို့အတွက်ကိုဗီဒီယိုနောက်တစ်ခုလုပ်ပေးထားမယ်နောက်တစ်ခုကproof by contradiction နဲ့ proof by contrapositive ကိုနည်းနည်းပြန်ပြောထားမယ်နော် okay အဲ့ဒါဆိုရင် screen share လည်းရက်လိုက်တော့မယ် recording လည်းရက်လိုက်အောင်မယ်